ဒါလေးကတော့ပြင်သစ်ရဲ့တထေးကျွန်းလိုနိုင်ငံမျိုးပေါ့တထေးပြင်သစ်နိုင်ငံရဲ့တထေးကျွန်းလိုနေရာမျိုးဘာလို့လဲဆိုတော့ဒီမှာကာစီနိုတွေလုံးဝဘောစီတွေဒီမှာလာပြီးတုံးဖြုံကြတာကျော်မြန်မာနေမှာဆိုဟိုကိုပိုင်ရွက်လေတွေနဲ့အဲ့လိုဘောလုံးသမားတွေကဘာကျော်ပုံကိုယ်တွေလာပြီးတော့တုံးဖြုံတဲ့နေရာလေးကိုကြည့်အရန်လာအဲ့တောင်ကုန်းပေါ်အိမ်တွေဈေးရတော့ကြောက်စရာပဲဈေးရတော့ရှယ်ကြီးမှာမသိရင်အိမ်လေးတွေဖွက်နေတောင်ထဲမှာအိမ်လေးတွေတောင်ထဲမှာဖွက်နေတော့တထေးနေရမ်းလာနော်ဘိုးဘောက်ပြမှာကိုပိုင်ရွက်လေလာတော့ကွာဖုန်းကကင်မရာအဲ့လိုမကောင်းလို့ဟိုးပေါ်မှာနန်းတော်ကြီးတစ်ခုရှိတယ်ဒါပေမဲ့နန်းတော်ဇွန်းဆွဲပြမှာကဲ iPhone နောက်ဆုံးပေါ်တာဝယ်ပေးလိုက်ကြတော့ share တွေမြင်ရအောင်လို့ပြကျင်တာစတာနော်ကျွန်တော်ကြတော့ဒီမှာတင်မောကဟိုတင်မောလေးအားဒါကျွန်တော်တင်မောတသေးလေးအဲတသေးလေးနဲ့ဧည့်သည်တွေဟိုဘက်ပို့တယ်ဒီဘောကကြတော့အောက်ဆင်းဟိုကပိတ်ရမှာလောက်ပိတ်တဲ့နေကြမှာအောက်ဆင်းလို့ရမှာမနေ့ပြန်လည်းပြင်သစ်အဂျာစီကိုမနေ့ပြန်လည်းကျွန်းမယ်မနေ့ပြန်စီဒီတပတ်ကကျွန်းကောင်းလေအောင်မစင်းဘူးလားအားလုံးပဲကြည်နဲ့ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးတာယာတဲ့ညီကွင်းလေးကိုကြည့်ပြီးတော့စိတ်ကြည်နေကြပါလိမ့်မယ်လို့ထင်ပါတယ်အဲဟိုကိုဘတ်တော့အကောင်လေးရတယ်မြန်မာပဲအိမ်လေးတွေနော်တောင်လေးကြားထဲမှာစောက်တာအရမ်းမိုက်ဟိုဘက်မှာတော့လမ်းသွယ်လေးရှိရဆိုပိတ်ထားတဲ့ထဲမှာဒါတမတော်ပဲကျွန်တော်တမတော်ပဲတော့ကျိုးဟိုဘက်တစည်းလာဒီဘက်တစည်းတော့ကျိုးဟိုမှာအဲ့လိုမျိုးဒီလိုမျိုးကိုပိုင်ရွက်လေးအများကြီးပဲဟိုဘက်မှာအဲ့လိုဘောစီတွေဒီမှာလာပြီးဖြုံးညာသုံးညာကဲကြအောင်တော့တောင်းတွေကိုဒီလိုစည်းစက်မဖောက်ဘူးတောင်းတွေကိုတဲဖောက်တာလမ်းတွေကိုတောင်းတွေကိုတဲတွေပဲဖောက်တာအားလုံးကြီးမဲ့ချစ်ပါတယ်အားလုံးပဲရှင်းနှမ်းမေးမယ်လို့ပြောနေမှာ